အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မိတ်ဆက်ပေးချင်တာကတော့ခေတ်ပညာရဲ့ဒီ grade 5ပေါ့နော် grade 5သင်ယူစာအုပ်လေးပဲဖြစ်ပါတယ် grade 5 workbook လေးပေါ့နော်လေ့ကျင့်ခန်းစာအုပ်လေးပါ grade 5မှာဆိုလို့ရှိရင်တော့ဒီ grade 5 set မှာအားလုံးပေါင်းစာအုပ်နဲ့4 6 9အုပ်ပေါ့နော်9အုပ်ပါပါတယ်အဓိက subject ကတော့6ဘာသာပဲဖြစ်ပါတယ်9အုပ်ကဘာဖြစ်သွားလဲဆိုတော့အင်္ဂလိပ်မှာ2အုပ်ဖြစ်သွားတာပါမှာပေါ့နော်အင်္ဂလိပ်မှာဆိုလို့ရှိရင်ဒီ workbook လေးရယ်ပြီးတော့ grammar စာအုပ်ရယ်ဆိုပြီးတော့2အုပ်ပါတဲ့အတွက်ကြောင့် grade 5မှာဆိုရင်9အုပ်ဖြစ်တာပါဒါလေးကတော့ grade 5မြန်မာစာလေးပါဒါမြန်မာစာအုပ်လေးပါဒါလေးချင်းငယ်လေးပါပါတယ်ဒါစာအုပ်ထဲမှာတခါလေးချင်းငယ်လုံးစရာနေရာလေးပါတဲ့အတွက်ကြောင့်ကိုယ်ပိုင်ကျောင်းတွေအတွက်ဆိုလို့ရှိရင်လည်းတခြားစာအုပ်မလို့တော့ဘဲနဲ့ဒီစာအုပ်လေးသုံးလိုက်ရုံနဲ့တခါလေးချင်းငယ်လေးပါလုပ်ပြီးသားဆိုတော့စာအုပ်နှုတ်မလို့တော့ဘူးပေါ့နော်ဒါလေးကတော့ grammar လေးပါ grammar စာအုပ်လေးပါဒါလေးကတော့သင်္ချာတစ်ပါဒါသင်္ချာတစ်စာအုပ်ဖြစ်ပါတယ်ဒါလေးကတော့သင်္ချာနှစ်စာအုပ်လေးဖြစ်ပါတယ်သင်္ချာနှစ်စာအုပ်ဖြစ်ပါတယ်ဒါလေးကတော့သိပ္ပံစာအုပ်လေးပါဒါလေးကတော့သိပ္ပံစာအုပ်လေးရဲ့ content လေးဖြစ်ပါတယ်ပြန်လဲဆွဲလိုက်ဒါအခန်း1ကနေ10ထိပါပါတယ်ဒါလေးကသိပ္ပံစာအုပ်လေးပါဒီမှာဆိုလို့ရှိရင်သူကလေ့ကျင့်ခန်းလေးလည်းပါတယ်ပေါ့နော်ဒါလေးကတော့လူမှုရေးစာအုပ်လေးပါဒါတော့လူမှုရေးပေါ့နော်အခန်း9ခန်းပါပါတယ်ဒီမှာဆိုလို့ရှိရင်လည်းလူမှုရေးစာအုပ်မှာဆိုလည်းအခုမျိုးလေ့ကျင့်ခန်းလေးလည်းပါပါတယ်လူမှုရေးစာအုပ်လေးပဲဖြစ်ပါတယ်နောက်မှာအဖြေလေးတွေလည်းတွဲပြီးတော့ပါပါတယ်စာအုပ်တအုပ်ချင်းစီရဲ့နောက်မှာပေါ့နော်သူနဲ့ဆိုင်တဲ့ answer key လေးတွေတွဲပြီးတော့ပါပါတယ်ဒီနေ့မိတ်ဆက်ပေးချင်တာကတော့ဒါ grade 5လေးဖြစ်ပါတယ်ပြောချင်တာလေးတစ်ခုကြံသွားရပါတော့ဒါလေးကတော့သင်္ချာပေါ့နော်သင်္ချာက workbook 1 2ဘာဖြစ်လို့ခွဲနေရလဲဆိုတော့သင်္ချာ1သင်္ချာ2ကွဲအောင်မဟုတ်ပါဘူးเนาะသင်္ချာမှာဆိုလို့ရှိရင်ဒီမှာဆိုရင်အခန်း1ကနေ9ထိပါတယ်ပေါ့နော်ဒါသင်္ချာ1ပါဒါလေးကကျတော့10ကနေပြီးတော့19ထိပေါ့နော်ပြောချင်တာကတော့အခန်း19ခန်းရှိရဲ့သင်္ချာကိုအရင်ကြီးထူသွားမှာဆိုလို့စာအုပ်2အုပ်ခွဲထားတာပါအဲဆိုရင်တော့ဒါလေးက grade 5သင်္ချာ1နှစ်လေးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်စာအုပ်တွေကိုဆက်သွယ်မှာလို့နေဆိုလို့ရှိရင်3998801680ရဲ့ Fiverr Channel Telegram Channel မှာတစ်ဆင့်ဆက်သွယ်မှာယူနိုင်တယ်လို့ Facebook Page Messenger မှာတစ်ဆင့်လည်းမှာယူနိုင်ပါတယ် TikTok မှာလည်းမှာယူနိုင်ပါတယ်ရှင်ညာရဲ့ YouTube Channel မှာလည်းဒီသင်ခန်းစာနဲ့ပတ်သက်တဲ့ video လေးတွေ origami activity လေးတွေတင်ထားပေးရဲ့အတွက် YouTube Channel လေးကိုလည်း subscribe လုပ်ပေးဖို့မမေ့ကြနဲ့အောင်เนาะအားလုံးကျေးဇူးတင်ပါတယ်ရှင်